စူးစမ်းမှုတွေကအချီးနှီးမဖြစ်ခဲ့ပါဘူး။ရှောင်းဟာအထက်တန်းကျောင်းတက်ကလေးကသူမရဲ့အမြင့်ဆုံးရမှတ်ကိုရရှိခဲ့ပေမဲ့ယွန်းဟိုင်တက္ကသိုလ်ရဲ့ဝင်ခွင့်ရမှတ်ထက်တော့အနည်းငယ်လျော့နည်းနေပါသေးတယ်။ရလဒ်တွေကိုမြင်တဲ့အခါလင်ချောင်ကယွန်းဟိုင်တက္ကသိုလ်ရဲ့သတင်းစာပညာအဓိကနဲ့လျှောက်ထားကြည့်ဖို့အသားအရအကြံပေးခဲ့ပါတယ်။အဲ့ဒီဘာသာရပ်ကအသစ်ဖွင့်လှစ်ထားတာဖြစ်လို့တက္ကသိုလ်ဝင်ခွင့်ရဖို့အခွင့်အလမ်းပိုများတာကြောင့်ပါဘယ်ကျောင်းကိုရွေးချယ်ရမလဲဆိုတာမိသားစုဝင်တွေညှင်းခုန်နေကြတော့မှပဲရှောင်းကတော့တိတ်တဆိတ်စဉ်းစားပြီးသူမရဲ့ပထမဆုံးအရေးကြီးတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်။သူမယွန်းဟိုင်တက္ကသိုလ်ကိုပဲလျှောက်ထားကြည့်ချင်တာပါ။လွန်ခဲ့တဲ့ရက်အနည်းငယ်ကရှောင်းဟာလင်းချောင်းကိုမြစ်ထဲကိုမတော်တဆတွန်းချမိခဲ့တာကြောင့်သူတပတ်ကြာအောင်အေးမိဖျားနာခဲ့ရပါတယ်။အဲ့ဒီအတွက်သူမအားနာနေပြီးတောင်းပန်ဖို့အခွင့်အရေးရှာနေခဲ့တာပါ။ဒါပေမဲ့သူမစကလုံးတွေစီစဉ်နေတော့မှပဲလင်ချောင်ကရေချိုးပြီးအခန်းထဲပြန်ဝင်လာခဲ့ပါတယ်။ရှောင်းလဲပြတလဲနဲ့ကတင်အောက်ထဲကိုအမြန်ဝင်ပုန်းလိုက်ပါတယ်။ဒါပေမဲ့ဟာတာဖြစ်เสียကောင်းတာကလင်ချောင်ကသူမကိုတတိထားမိသွားတဲ့အချိန်မှာသူမဟာသူ့ဝတ်စားလဲနေတာကိုမြင်လိုက်ရတာပါပဲ။လင်ချောင်ကကတင်အောက်မှာဘလောက်အထိဆက်နေဖို့ရည်ရွယ်ထားတာလဲလို့အေးအေးဆေးဆေးမေးပြီးသူမကိုဆွဲထုတ်လိုက်ပါတယ်။ရှောင်းကလည်းအန်ဝဒကြီးနဲ့သူဘလို့ဒီလောက်မြန်တိသွားတာလဲလို့မေးတဲ့အခါလင်ချောင်ကပြုံးပြီးနောက်တစ်ခါခိုးကြောင်ခိုးဝက်အစီအစဉ်တွေလုပ်မယ်ဆိုရင်ဖက်နှက်ကိုပါဝတ်ထားဖို့မမေ့နဲ့အုပ်လို့ပြောလိုက်ပါတယ်။သူမရဲ့ဖက်နှက်လေးတွေကိုတေးသေးချာချာဝတ်ထားဖို့ပေါ့။သူ့ရဲ့စကားတွေကြောင့်ရှောင်းတယောက်ရှက်လဲရှက်ရေလဲရေချင်းဖြစ်သွားရတယ်။လင်းချောင်ရဲ့ကျမ်းမာရေးအတွက်လည်းသူမစိုးရိမ်နေမိတော့မယ်။အေးမိယုံလေးတင်တောင်သူကတပတ်လောက်အိပ်ရတဲ့လဲသွားတတ်တာကိုရှောင်းစကားပြောနေတော့မှပဲလင်းချောင်ကသူ့မနာကိုရုတ်တရက်တိုးကပ်လာခဲ့တယ်။အနီးကပ်ရှိနေတဲ့အခြေအနေကြောင့်သူမရဲ့ရင်တွေတတိတ်တိတ်ခုန်လာပြီးမျက်နှာတစ်ခုလုံးလည်းချက်ချင်းဆိုသလိုရဲတက်သွားတော့တယ်။ဘာလို့ရမှန်းမသိဖြစ်ပြီးသူမရှက်ရှက်နဲ့ထွက်ပြေးလာခဲ့ပေမဲ့ကြံရစ်ခဲ့တာကတော့သူ့ရဲ့ကျဉ်နဲ့အားရနေတဲ့ရုတ်တရက်စနောက်ချင်စရာကောင်းတဲ့အပြုံးလေးပါပဲ။အချိန်တွေကမြန်ဆန်ကုံဆုံးသွားခဲ့ပြီးနောက်ဆုံးမှာတော့ကျောင်းဖွင့်ရဲ့ပထမဆုံးနေ့ကိုရောက်ရှိလို့လာခဲ့ပါပြီ။ရှောင်းကခရီးဆောင်အိတ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့တည်ပြီးအဆောင်ထဲကိုဝင်လာခဲ့တယ်။သူမရဲ့ရင်ထဲမှာလည်းခီးသစ်တစ်ခုအတွက်စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နေနေတာပေါ့။ဒါပေမဲ့အဆောင်ခန်းတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့ရင်းနှီးနေတဲ့မျက်နှာတစ်ခုကိုမြင်လိုက်ရတာကြောင့်ခဏလောက်ကြောင်သွားခဲ့တယ်။သူတို့နှစ်ယောက်လုံးဝမ်းသာပီတိဖြစ်တာကိုမဖုံးကွယ်နိုင်ကြပဲချက်ချင်းပဲပြေးဖက်လိုက်ကြပါတယ်။ဝမ်ကတခြားမေဂျာတစ်ခုကိုဝင်ခွင့်မရခဲ့တာကြောင့်ယွမ်ဟိုင်တက္ကသိုလ်ရဲ့သတင်းစာပညာမေဂျာမှာပဲတက်ရောက်ဖို့ဖြစ်လာခဲ့တာပါ။ဒီတိုက်ဆိုင်မှုကြီးကရှောင်းကိုအရန်ကိုရင်ခုန်သွားစေတယ်။အခုဆိုရင်သူတို့ကကျောင်းတူမေဂျာတူတွေမကပဲအဆောင်ခန်းတောင်တစ်ခန်းနဲ့အတူတူနေရမှာဖြစ်နေပြီလေမိန်းကလေးနှစ်ယောက်သားကန်ကြမာရဲ့စမ်းကြယ်မှုကိုမအံ့ဩပဲမနေနိုင်ကြတော့ဘူးကန်ကြမာဆိုတာတကယ်ပဲလူတွေကိုစနောက်ရတာကိုနှစ်သက်တာဖြစ်မယ်လို့ပြောရင်တယောက်ကိုတယောက်ရေမောကြည့်စဲနေကြတယ်သူတို့စကားတော်မဆုံးသေးခင်မှာပဲအခန်းဖော်အစ်တစ်တယောက်ကအထဲကိုမတော်တဆလမ်းလျှောက်ဝင်လာခဲ့ပါတော့တယ်ထက်တင်ပေးမှမို့အပေါင်းနဲ့အသေးလေးပေးခဲ့ဖို့မမေ့နဲ့နော်